အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရှောက်တီးတုတ်ဆောင်ပါအဲ့မှာရှောက်တီးလေးကိုအရင်ဆုံးအချင်းလဲပေါ်သွားအောင်အချိုမုံလေးနည်းနည်းနဲ့ငံပြားရည်လေးနဲ့ကိုအခုလိုလေးအရင်စိမ့်ထားလိုက်ဒါကတော့လှုံထားတဲ့မြေပဲရဲ့စီချက်ရဲ့ပြီးသွားရင်ဒါပဲမှုတ်စွန်ကြောင်းမှုတ်နေအပီလေးလဲထောက်ထားပါတယ်အဲ့ပြီးလို့ရှိရင်ကြက်သွန်လေးထည့်ပါမယ် eco friendly ဖြစ်တဲ့အုံးပကံလေးနဲ့ထည့်ထားတဲ့ကြက်သွန်လေးကိုထည့်တုပ်ပါမယ်အခုတော့တခြားထောင်းထားတဲ့မှုံလေးတွေထည့်မယ်စီချက်လေးတွေထည့်မယ်ငြူပြီးစိမ့်လေးတွေထည့်မယ်ကိုကြိုက်တာကိုထည့်ပေါ့တကယ်တော့တုတ်ကအတုတ်တွေလိုဟင်းတွေတော့ကိုကြိုက်ရင်အကုန်လူတကာလဲကြိုက်တယ်ကိုချက်တာမှကိုမကြိုက်ဘူးဆိုရင်တော့အဲ့ဒါမကောင်းလို့ပဲပေါ့နော်။တော့ကတော့ကိုကြိုက်တာတဲ့ကိုထည့်ပြီးတော့တုပ်လိုက်ပါတယ်။ဒါပဲလှုပ်ပေါ့လေဟင်းချက်တယ်ဆိုတာကဟင်းချက်ရင်းပဲချက်အတုပ်ပဲတုပ်ဒီကတော့ကိုယ့်ရဲ့စိတ်ထဲရရှိရဲ့ဟာတွေကိုထည့်ချင်တာတွေကိုအုံနောက်ထဲမှာရှိရတွေထည့်တော့ပို့ပြီးတော့အရသာရှိရကျွန်တော်ကတော့ကျွန်တော်ကြိုက်တဲ့ဟာတွေကိုအမြဲတမ်းအဲ့လိုပဲရှောက်ပြီးတော့တုပ်လေးရှိရပေါ့ဒါလည်းတော့နောက်ဆုံးတော့လဲစကောက်မယ်ဆိုရင်အောင်မြင်တယ်အဲ့အတွက်ငယ်ချင်းတို့လည်းကိုကြိုက်တာကိုထက်ကိုချက်ချင်တာကိုချက်အဲ့ဒါစိတ်ကြည်နေပြီးပြောကြကောင်းပါတယ်အခုတော့ရှောက်ပြီးတုပ်လေးရသွားပါပြီ